မင်္ဂလာပါဗျကျွန်တော်ပေါ့နော်ခုတစ်ခါအရန်နဲ့ကိုကျွန်တော်တို့ဒီကောင်းနဲ့သုံးမယ်ဗျနော်ဒီကောင်းနဲ့သုံးမယ် HTTP custom နဲ့ကောက်ရှောက်ဖိုက်ထဲသုံးနေပေါ့နော်ကျွန်တော်လာပြပေးတာဗျထိုင်း server နဲ့တော့မယ်ပေါ့နော်ကျွန်တော်ရုံဆုံးကျွန်တော်အကောက်6နေ့ကနေရင်စမယ်နော်အဲ့တော့ရုံဆုံးကျွန်တော်တို့လည်း browser ကိုသွားမယ် browser မှာဒီမှာကျွန်တော်ပြောနေကြအတိုင်းပဲ free VPN free SSH VPN အကောက်ဆိုပြီးတော့ server မှာရိုက်ချပေးတယ်နော်ကျွန်တော်တို့အထက်ဝင်သွားမယ်အဲ့လိုရလာရင်ကျွန်တော်တို့ကဒီမှာပေါ်ဆုံးနဲ့ကောင်းနဲ့သွားမယ်ဒီကောင်းနဲ့သွားမယ်နော်ဒီကောင်းလေးမှတ်ထားအထက်ဝင်သွားလိုက်မှာဆိုရင်ကျွန်တော်တို့ menu bar ကိုတစ်ချက်နှိပ်ပေးလိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ free VPN ဆိုတဲ့ခေါင်းလေးကိုတောက်ပေးလိုက်မယ်နော်ပြီးရင်ဒီမှာဒီကောင်းပေါ့ free SSH ဆိုတဲ့ခေါင်းလေးကိုနှိပ်ပေးလိုက်ပြီးရင်ပေါ်ဆွဲမယ်နော်ပေါ်ဆွဲပြီးတော့ကျွန်တော်နိုင်ငံရွေးမယ်ပေါ့နိုင်ငံရွေးမယ်ဒီမှာထိုင်းနဲ့သွားမယ်နော်ကျွန်တော်ထိုင်း server နဲ့သွားမယ်ပြီးရင်ကျွန်တော်တို့အပေါ်တစ်ချက်ဆွဲတင်မယ်ပေါ့နော်ဒီမှာဒီမှာ content ပေါ့9ရက်စာရှိတယ်ဗျနော်ဒီမှာ9ရက်စာရှိတဲ့အတွက်ကျွန်တော်အကောင့်ရှောက်မှာဆိုတော့ဒီကောင့်နှိပ်လိုက်မှာပေါ်ဆွဲတင်မယ်ပြီးရင်ဒီမှာ user နဲ့စကဝတ်ပေါ့နော်ဒီမင်းကြောင်းကွက်လက်နှစ်ခုမှကျွန်တော်တို့ဖြည့်ပေးရမယ်ပေါ်မှာနာမည်အောက်မှာကစကဝတ်ပေါ့နော်ကိုကြိုက်တဲ့တရားနာမည်နဲ့စကဝတ်ကိုထည့်လို့ရတယ်ဗျအဲ့လိုဖြတ်သွားရင်ကျွန်တော်တို့ကဒီယောက်ကကောင်းလို့တစ်ချက်နှိပ်ပေးလိုက်ဒါဆိုအကောက်သူကြားပေးလာလိမ့်မယ်ဒီကောင်းတစ်ချက်နှိပ်ပေးလိုက်ပါခဏဆောင်မှာတော့သူအကောက်လုံနေတာโอเคဒီလိုရလာရင်ကျွန်တော်တို့ပေါ်ဆွဲမယ်ဒီမှာကောက်ရလာပြီเนาะအကောက်ရလာပြီဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကြည့်คือต้องบอกว่าที่บ้านเนี่ยเป็นบ้านที่ไม่ยอมรับခဏဆောင်เนาะသူဗီဒီယိုမပြီးမရှင်ကျွန်တော်ဒီအကောက်ကိုယူလို့ရမှာမဟုတ်ဘူးခဏဆောင်ဒီမှာသူစက္ကန့်သွားโอเคဒီလိုဆိုရင်ကျွန်တော်ဒီကအပေါက်လက္ခဏာတော့မြောက်လက္ခဏာလို့နှိပ်ပေးလိုက်ဒီလိုဆိုရင်ကျွန်တော်ဒီမှာအကောက်သွားယူလို့ရပြီရင်းဦးဆုံးကျွန်တော်တို့ VPN နဲ့ရင်သွားမယ်နော် VPN နဲ့ရင်သွားမယ်ကျွန်တော်တို့လေဖိုင်ရင်ရှင်းပြလိုက်မယ်နော်ဖိုင်ရင်ရှင်းပြဖို့အတွက်ဒီမှာဒီကောင်းလေးကိုနှိပ်မယ်ပြီးရင်ဒီကောင်းကိုနှိပ်မယ်နော်အဲ့လိုရလာကျွန်တော်တို့ဒီမှာ UDP ကိုမှတ်ရှစ်ပေးမယ်မှတ်ရှစ်ပြီးတော့ရင်သူဒီမှာပြောထားတာပေါ့နော် IP ရဲ့ port ရဲ့ပြီးရင် user PASS ပေါ့ကျွန်တော်တို့ကအဲ့ဒီ3ကိုဒီမှာယူလိုက်ပြီးတော့ထည့်ပေးရမှာဗျာနော်အဲ့တော့ကျွန်တော်အကောက်လျှောက်တဲ့ဖိုင်နေကနေ IP ကိုယင်သွားယူမယ်ဒီမှာပေါ့နော် IP ဒီမှာပြီးရင် port ကြတော့ဒီမှာထည့်မယ်နော် UDP port โอเคကျွန်တော်တို့ IP ကိုအရင် copy ယူလိုက်မှာပြီးတာနဲ့ဒီမှာလာထည့်မယ်နော်ဒီမှာလာထည့်မယ်ပြီးရင်ကျွန်တော်တို့ကြားတဲ့ကနေဒီကလိုတွေချမယ်ပြီးရင် UDP port ပေါ့ပြီးရင်ကျွန်တော်နောက်ပြန်ဆုပ်ပြီပြီးရင်ဒီမှာနော်ကျွန်တော်ပြတဲ့အတိုင်းပေါ့နော်ဒီကောင်းလေးပြန်ထည့်ပေးမှကြားမှာပြီးတာနဲ့ကျွန်တော်တို့ user PASS ဆိုနာမည်နဲ့စကားဝတ်နဲ့ဟိုဒီမှာနော်ဒါကြတော့ကျွန်တော် copy ဆိုတဲ့စာတိုက်လေးကိုနှိပ်လိုက်ရုံပါနာမည်ကို copy နှိပ်မယ်
ရင်းဒီမှာလာထည့်မယ်ကြားထဲမှာဒီလိုစကလစ်20ရှားပေးမယ်ပြီးရတဲ့စကဝက်ပေါ့နော်စကဝက်ကိုကျွန်တော်ဒီမှာထည့်မယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကဖိုင်တိဆောက်လို့ပြီးသွားပြီပေါ့နော်ဖိုင်တိဆောက်လို့ပြီးသွားပြီဆိုတော့ကကျွန်တော်တို့ရှိတ်စစ်ကြည့်မယ်ပေါ့နော်မရှိတ်ခင်ကျွန်တော်ရင်စုံပူပီယာနဲ့ချိန်ထားတော့ရင်ဖြုတ်ပြီးတော့မှကျွန်တော် YouTube ဝင်ပြအောင်မယ်ဗျပြီးကျွန်တော်စားပြီးတော့ချိန်ထားတာပေါ့နော်ကျွန်တော်အကောက်ရှောက်ရှင်းလို့အဲ့ဒါကိုကျွန်တော်ဒီမှာ YouTube ဝင်ဆန့်ပြမယ်နော်ဒါပူပီယာရှိတ်မထားဘူးဗျโอเคเนาะဒီမှာကြည့်မရဘူးဗျလူဘာမှကြားပေးမလားနောက်တစ်ချက်ကျွန်တော်ပြောင်းဝင်ပြပေးမှာပေါ့နော်โอเคအဲ့တော့ကကျွန်တော်ပူပြန်သွားချိန်မယ်ဗျဒီမှာနော်ဒီကောင်ချိန်မယ်ဆိုရင်ဒီကောင်နှိပ်ပေးလိုက်โอเคဒီလိုဆိုရင်ချိန်သွားပြီဒါဆိုရင်ကျွန်တော်ပူပြန်ချိန်သွားပြီပေါ့နော်ခဏဆောင်ဗျကျွန်တော် YouTube ထဲဝင်ပြပေးမှာโอเคအဲ့တော့ကျွန်တော် YouTube ထဲသွားမယ်ဒါကကျွန်တော်ထိုင်စားပါပေါ့နော်9ရက်စာလိုင်းလေးမိုက်ပါတယ်ဗျနော်ကျွန်တော်ကရောင်းလဲရောင်းပါတယ်ဗျနော်ရောင်းလဲရောင်းတယ်လာဝယ်လို့လဲ Galaxy S6 Any ของ Handy Maxi แถมมีโหมดป้องกันมิจฉาชีพ တစ်လကို50ပေါ့နော်ဒီစိုက် IP နဲ့တုံးရမယ်ဗျမတုံးခြင်းလို့ဒီတိုင်းမှာ free ပဲတုံးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနီးလန်းလေးတိုင်းချိန်ပြီးတော့တုံးလို့ရတယ်ပေါ့နော်free site ကနေ free file နေဆိုတော့ကကျွန်တော်တို့ကline ကြတော့ကျွန်တော်တို့ VIP ဝယ်3နာရီလောက်တော့ line မကောင်းနိုင်ဘူးပေါ့နော်အိမ်မှာအခန်းထဲမှာ Okay ဗျဒါကတော့ likely ကြည့်ကြပါတော့ဒါဒီထက်ဆိုရင်တော့ကျွန်တော်တို့ကအရက်နဲ့တစ်မျိုးတည်းနဲ့ JD တစ်မျိုးတည်းနဲ့ကျွန်တော်တို့သုံးလို့ရတဲ့နီးလေးပေါ့နော်ကျွန်တော် VPN နဲ့တကွာအကောက်6အကောက်ထဲနေပါကျွန်တော်ပြပေးတာပါဗျ Okay အားလုံးပဲအဆင်ပြေကြပါစေနော်